ချင်းမိုင်မှာတစ်ထပ်အိမ်လေးကရွေးချယ်စရာအလွန်ရှားပါပါတယ်ဒီအတွက်ကြောင့်ကျွန်တော်ခန်းခန်းနားနားတိဆောက်ထားတဲ့ဒီတစ်ထပ်အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်3 bedroom 2 bedroom ပါတဲ့အပြင် guest house လေးတစ်လုံးလည်းပါတယ်ခြံလည်းအကျယ်ကြီးဖြစ်တယ်3ဘက်ပွင့်တောင်းကြံကိုရမှာဖြစ်တယ် location လေးကတော့ bicycle မြို့နယ်ထဲမှာရှိပါတယ်ချက်လေးကြည့်လိုက်အောင်ဒီအိမ်လေးကတော့ဒီမှာ English style လေးတီဆောက်ထားတဲ့တစ်ထပ်အိမ်လေးပဲဖြစ်ပါတယ်ခြံလေးကတောင်းကြံဖြစ်တယ်ဒီမှာသူ့ရဲ့အဝန်းကျင်နေထားပါဒီရှေ့မှာမြေလွတ်ပါဒီဘက်ဘေးမှာရေကန်လေးရှိတယ်ဒီမှာပတ်ပတ်လေးရှားအိမ်နေဖြစ်ပါတယ်ရန် private ဖြစ်ပြီးတော့တိတ်ဆိတ်ပြီးတော့ตาရပါတယ်ခင်ဗျဒါလေးကအိမ်ဝင်ပေါက်လေးပါဒီ gate လေးကဂိတ်တကားမော်တာလေးပါပါတယ်ကားဝင်ပေါက်ပြင်ဒီမှာလူဝင်ပေါက်လည်းရှိမယ်အိမ်မာကြီးကိုမပြခင်ကျွန်တော်ဒီဘက်ရေပန်းလေးကိုချက်ကြည့်ရအောင်ခင်ဗျာခြံထဲမှာဒီရေပန်းလေးလည်းပါပါတယ်ပြီးတော့ဒီမှာ guest house လေးမှာတော့သူ့ရဲ့ခြံအနေထားပါဒီတောင်းကြံဒီရှေ့တစ်ဖက်ဒီဘက်ဘေးဘက်ဒီနောက်မှာလည်းလမ်းမှာအဲ့တော့3ဘက်ပွင့်ခြံဖြစ်ပါတယ်ဗျာနော်ဒါလေးက guest house လေးရဲ့ဘေးဘက်လေးပါအဲ့တော့ဒီမှာကားယုံအိမ်မာကြီးကိုကားယုံဝင်ပေါက်ရှိမယ်ဒီဘက် guest house လေးရှိမယ်ဒီမှာဧည့်သည်ဝင်ပေါက်ရှိမယ်ကျွန်တော်ဒီ guest house လေးကိုကြည့်အောင်ပတ်လည်းမှန်နေနဲ့ကာထားပါတယ်ဒီမှာတော့ guest room နေနဲ့တီးတဲ့ဒီမှာဧည့်ခံလို့ရအောင်ပြင်ထားပါတယ် fully furnished ဖြစ်ပါတယ်ဒီမြင်နေရတဲ့ furniture တွေအကုန်ရမှာဖြစ်ပါတယ်ဗျ electrical တွေလည်းအကုန်ပါပါတယ်နော်ဒီမှာနောက်ခြံလေးကိုပြန်ထွက်လို့ရမယ်ဘေးပရင်းပေါက်တွေဖွင့်လို့ရမှာရှေ့ပရင်းပေါက်လည်းဖွင့်လို့ရမယ်ဒီကားရောက်ဝင်ပေါက်ကနေပြီးတော့လည်းအိမ်ထဲကိုဝင်လို့ရပါတယ်ဒီရှေ့ဝင်ပေါက်လေးကနေပြန်ဝင်လိုက်မယ်ဒီမှာဘေးကျန်နေထားဒါလေးက wash area လေးဖြစ်ပါတယ်နော်ဟုတ်ပြီအိမ်ထဲကိုဝင်လိုက်ပြီဆိုရင်ပုံမှန်ထိုင်းအိမ်တွေလို့ living room ထဲကိုတန်းမရောက်သွားပဲနဲ့ foyer လေးကိုရောက်ပါတယ်ခင်ဗျာကြိုက်ပါတယ် foyer လေးကနေမှဒီဘက်ကို living နဲ့ dining ကြားလေးကိုဝင်သွားပါမယ်ဒီဘက်မျက်နှာစာဘက်မှာတော့ဒီမှာ living area လေးရှိမယ်တစ်ဆက်တည်းမှာဒီမှာ dining table အခုနကကားရောက်ဝင်ဘောက်ကဝင်ဒီကနေဝင်မှာဖြစ်ပါတယ်ဖွဲ့စည်းပုံလေးကောင်းပါတယ်ဗျာဒီဘက်ဘေးဘက်မှာတော့တကားပိတ်လို့ရတယ် kitchen လေးပါ L shape counter လေးနဲ့ဒီကဲတက်တာ microwave ဓာတ်တွေပါပါတယ်နော်ဒီဘက်မှာစင်လေးနဲ့ဒါခုနကဘေးဘက်က wash area ကိုပြန်ထွက်လို့ရပါတယ်တခါလေးနောက်ခြံလေးကြည့်လိုက်မယ်နော်နောက်ခြံအကျယ်ကြီးကြံပါသေးတယ်ခင်ဗျ okay ဒီနောက်ဖက်မှာတော့အိတ်ခမ်း3ခန်းပါအိတ်ခမ်းနေမြောက်ခန်းဒီဘက်မှာကတော့ common bathroom လေး shower မှန်ကာရောအကုန်ပြင်ဆင်ပြီးသားဒါကတော့အနောက်ဖက်ရဲ့ bedroom 3လေးဖြစ်မယ်ဒီပေါက်တစ်ပေါက်ကတင်နဲ့ဒီမှာ closet လေးကဒီလိုတက်တက်လေးပြဒီလိုလေးထည့်ထားပေးတယ်ဒီမှာနောက်ထပ်အခန်းတစ်ခန်းဝင်ချင်းမှာအကုန်လုံးပေါ်မှန်လေးရှိမယ် TV စင်လေးထည့်ပေးထားတယ်နောက်ဖက်ကိုပတင်းပေါက်ရမယ်သူ့ခါမှလည်း closet လေးပါတယ်
ဒါကတော့ master bedroom ဒီမှာသူ့ရဲ့ his and her spacing shower ဒီဘက်မှာသူ့ရဲ့ closet walk-in closet တွေကြီးပဲเนาะအကုန်လုံးထည့်ပေးထားပါတယ်အဲထဲမှာ dressing table လေးပါမယ်ပြီးတော့ဒီဘက်မှာတော့ကတင် TV လုံးလည်းထည့်ပေးထားတယ်ဗျာပြီးတော့ master bedroom ကကိုယ်ပိုင် balcony လေးပါပါမယ်နောက်ဘက်ကိုထွက်လို့ရပါတယ် balcony လေးနဲ့ဒီဘက်ကြီးကိုပြန်မြင်ရမယ်ဒီဘက်ဘေးချံဒါခုနက guest house လေးရဲ့နောက်ပေါက်လေးဖြစ်ပါတယ်ရမ်းသာရပါတယ်ဒါလေးကတခုတည်းသော neighbor ပါเนาะကျန်တဲ့3ဘက်စလုံးလမ်းမှာခင်ဗျအပွင့်မှာကြက်လေးပြန်ကြည့်ကြအောင်เนาะအားစဘက်ကနေထွက်လိုက်ပြီဆိုရင်အိတ်ခမ်းနေအိတ်ခမ်း common ဒီချိုကဒီမှာ dining living မှာလည်း TV ထည့်ပေးထားတယ်ဒီရှေ့ဘက်ပတင်းပေါက်အခုန foyer လေး kitchen ဒါတော့ကားရုံဝင်ပေါက်guest room ဘေးချံရှေ့ချံနဲ့ရေပန်းဟော်တာတက်ထားတဲ့ဂိတ်တကားလူဝင်ပေါက်ဧည့်သည်ဝင်ပေါက်တို့ဖြစ်ပါတယ်